ပူပြင်းလုံးနဲ့တဲကန်နာရတဲ့မှာအန်ဒီရဲ့ဟာအသင့်ချေပေါ်အောက်ချေမီလီမီတာအကွာမှာတင်ရှိနေနိုင်တယ်ဆိုတာသင်သိပါသလားသူကတခြားမွေတွေလို့ကြွားမသွားပါဘူးတဲပြင်ပေါ်မှာကခုံတလုံးမျိုးဘေးရရွေ့ရှာရင်သားကောင်ကိုတင်မင်းထံခေါ်ဆောင်သွားတတ်တာပါဒီနေ့ဥဟန်ကြကျိမ်းမန်းကနေတဲပြင်အောက်မှာကူပြောက်နေထိုင်တဲ့တဲကန်နာရမွေဝေးတွေရဲ့ရက်ဆက်လုံးနဲ့အမောင်ချမ်းကိုတင်ဆက်ပေးသွားမှာပါဒီမွေတွေရဲ့အကြောင်းရုံဆုံးအစွမ်းကတော့ကိုပြောက်အတက်ပါပဲသူတို့ကစက္ကန့်ပိုင်းအတွင်းမှာတဲပြင်အောက်ကိုလုံးဝနင်းမြုပ်သွားအောင်ကျုံးဝင်နိုင်ပြီးတော့မျက်လုံးလေးနှလုံးကိုပဲတဲပေါ်မှာတင်ထားတတ်ကြပါတယ်တဲကန်နာရထဲမှာရေရှာနေတဲ့တောက်တက်တွေကျွတ်တွေကသူတို့ရဲ့ခြေလမ်းအောက်မှာတေမင်းကပါဇက်ဟပြီးစောင့်နေတယ်ဆိုတာကိုလုံးဝသတိမထားမိကြပါဘူးဒါဟာတဘာဝတရားကဖန်တီးပေးထားတယ်အပူရှိန်ပြင်းပြင်းအောက်ကတေမင်းတမန်ထောင်ကြောက်ပါပဲသူရဲ့တိုက်ခိုက်မှုကလည်းလျှက်စီးလက်တလို့မြန်ဆန်ပါတယ်သားကောင်အနာရောက်ပြီးဆိုတာနဲ့တဲပြင်အောက်ကနေကျုံမြတ်တစင်းလို့ခုံထွက်ပြီးအစိတ်ဆွေနဲ့အမိအရာကြိုက်ချလိုက်တာပါတဲကန်နာရမွေပွေးရဲ့အစိတ်ဟာသားကောင်ရဲ့သွေးဆဲတွေကိုချက်ချင်းပြက်စီးသွားစေပြီးတော့အတွင်းကလေးစားတွေကိုအရှိပြောသွားစေပါတယ်သားကောင်ကပြေးဖို့ကြိုးစားပြီးမြခြေလန်းအနှဲငယ်အတွင်းမှာပဲလေဖြတ်တယ်လို့ဖြစ်သွားပြီးတော့အရှင်လက်လက်ဝါမြူတာကိုခံရပါတော့တယ်တဲကန်နာရရဲ့နေဘက်အပူချိန်ဟာ50ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပေမဲ့ဒီမွေတွေကတော့အေးအေးဆေးဆေးပါပဲသူတို့ကပူပြင်းတဲ့တဲပြင်းနဲ့ခန္ဓာကိုယ်ကိုဓာတ်ရိုက်မထိအောင်လို့ဘေးရရွေ့ရှာတဲ့နီလန်းကိုသုံးပါတယ်ဒါကြောင့်သူတို့ဟာဘလောက်ပဲပူပြင်းပါစေသားကောင်နောက်ကိုမမောမပန်းနဲ့လိုက်နိုင်တဲ့သွေးအေးတဲ့မုတ်ဆိုးတွေဖြစ်နေရတာပါတဲကန်နာရရဲ့ငြိမ်သက်မှုနောက်ကွယ်မှာဒီလိုမျိုးသွေးအေးတဲ့တိုက်ခိုက်မှုတွေကနေ့စဉ်နဲ့အများရှိနေတာပါနောက်တစ်ခါတင်တဲပြင်းပေါ်မှာလမ်းလျှောက်ဖို့စဉ်းစားမိတင်ချရာအောက်မှာမျက်လုံးတစ်စုံကစောင့်ကြည့်နေမလားဆိုတာကိုတတိထားဖို့မမေ့ပါနဲ့နော်တင်ရောတဲကန်နာရတွေကတခြားဘလို့ထူးဆန်းတဲ့အကောင်လေးတွေရဲ့အကြောင်းကိုသိချင်သေးလဲကွန်မန့်မှာရေးခဲ့ပါအောင်နော်ဒီလိုမျိုးထူးဆန်းတဲ့အကြောင်းအရာလေးတွေကိုသိချင်နေဆိုရင်တော့ဥအန်တာတိတ်မန်ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်ရှင်